စရိုက်ကလည်းတောသူမှလေးပြီးဖုံးကွယ်ခြင်းမရှိဆက်ခါ ကိုလည်းရွှီကရဲမီအောင်ခြုံလိုက်တော့အိမ်အတင်းအစင်းလေကားအောက်မှာပြပြဝစ်နေတဲ့နီမတကောင်ကလည်းခေါင်းထောင်လာခဲ့ဟဲ့နီမတို့တွေဖုတ်ဦးသွားဖို့မယ်ဟိဖုတ်ဦးဆိုတဲ့တန်ကြားတဲ့အခါမှာနီမအမိရတဲ့အမွေးမြင့်နီအောင်အသွေးရှိတဲ့ခွေးမတကောင်ကလည်းနှက်ခမ်းကိုရှာနဲ့တက်လိုက်ပြီးငေါက်ခနဲ့ထိုင်လေကားအောက်ကနေပြေးထွက်လာတာပေါ့အဲ့ဒီနောက်နီမကလည်းခြံထဲကနေခေါင်းမောက်လဲကော့ပြီးထွက်သွားလေတော့စောဖိုးထူးကလည်းတစ်ချက်ငေါက်လဲသေးတယ်ဟဲ့နီမငါ့ကိုစောင်းအောင်လေအဲ့ဒီနောက်မှာစောဖိုးထူးနဲ့နီမတို့နှစ်ဦးသားလည်းရွာပြင်ဘက်ကိုတော်ရန်လေးစီကိုဥတီပြီးလမ်းလျှောက်လာခဲ့တာပေါ့အချိန်ကာလအပြင်တော့1990ပြည့်နှစ်ခန့်ဖြစ်ပါတယ်ရေကြီးဆန်းရွာလေးမှာလည်းအလွန်မဲဝေးလံခေါင်တီးတဲ့ဘကိုးရုံးမတောင်ကြီးမှာတည်ရှိတယ်လေရေကြီးအိုင်သစ်စိန်ကုန်းပြီးရင်လည်းထောက်ရှာခလောက်ရွာစတဲ့ရွာအနီးနားမှာတည်ရှိပြီးတော့လေရွာသားများလည်းလဲဆိုင်ချင်းရာဆိုင်ချင်းနဲ့ဥယျာဉ်ချမ်းစိုက်ပျိုးခြင်းလုပ်ငန်းများနဲ့လည်းအေးချမ်းအသက်မွေးမြူကြတယ်အထူးသဖြင့်ထိုဒေသမှာလည်းကုန်းတီးကြံနေပေါများတယ်လေရေကြီးဆန်းရွာလေးကတော့ရုံးမတောင်ကြီးရဲ့ရွာကလေးဖြစ်တဲ့အပြင်ရွာပြင်ကိုထွက်လိုက်တာနဲ့